ဒီရာမက်သက်ကိုပြောပြပေးပါမယ်ခင်ဗျာပီလာ ABC ဆိုပြီးတော့အကန့်3ကန့်ရှိပါတယ်အကန့် A ကန့် B ကန့် C ဆိုပေါ့နော်ပီလာ A ကွေးတဲ့နေရာပီလာ B exit လုပ်တဲ့နေရာပီလာ C နောက်ပြန်ဆုတ်တဲ့နေရာဒီမှာသုံးကြပါတယ်ခင်ဗျပီလာ A ကြောင်းကြည့်အောင်အဲ့လိုရှေ့ကိုကွေးထွက်တဲ့အချိန်မျိုးမှာရှေ့မှာလမ်းပလက်ဖောင်နံရံတာစီတစ်ခုခုရှိနေတယ်ဆိုရင်အခုမြင်နေရတဲ့အတိုင်းအတားစီးကမှန်တော့ရောက်တဲ့အထိမောင်းသွားလို့ရပါတယ်ခင်ဗျပြီးရင်စတီယာတိုင်းကိုကြိုက်တဲ့ဘက်ကိုဆုံးထိလှည့်ပြီးတော့ကွေးထွက်နိုင်ပါတယ်ခင်ဗျပီလာ B ကိုကြတော့ exit ထွက်တဲ့ချိန်တွေမှာသုံးများပါတယ်ခင်ဗျအခုလိုပါကင်ကထွက်တဲ့ချိန်မှာဘေးမှာကားသုံးဘက်ဟိုတစ်ခုခုရှိတယ်ဆိုရင် B ပီလာနဲ့တန်းတဲ့အထိမောင်းလိုက်ပါခုလိုတန်းနေပြီဆိုရင်ကြိုက်တဲ့ဘက်ကိုစတီယာတိုင်းဆုံးထိလှည့်ပြီးတော့ကွေးထွက်နိုင်ပါတယ်ထိခိုက်မရှိပါဘူးခင်ဗျအခုနောက်ဆုံးပီလာ C ကကြတော့ကားနောက်ဆုံးတဲ့အချိန်တွေမှာသုံးများပါတယ်နောက်ဆုံးတဲ့အခါနောက်မှာကားသုံးဘက်ဟိုတာစီတစ်ခုခုကစီပီလာထဲမှာခုလိုမျိုးမြင်နေရပြီဆိုရင်ကျွန်တော်တို့ကစတီယာတိုင်းကိုကြိုက်တဲ့ဘက်ကိုဆုံးထိလှည့်ပြီးတော့ကွေးလို့ရပါတယ်ခင်ဗျဒါတော့ပီလာမဲ့တက်ကြောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာ။ဥမာစမောင်မဲ့သူတွေနဲ့လက်ကျချင်တဲ့သူတွေတက်ရည်ရပါတယ်။ကျွမ်းကျင်ပြီးသားမိတ်ဆွေတွေကကြတော့ဘာနီလာမှမလို့တော့ပါဘူး။ဒီကားကြတော့ရင်ကိုအနေကင်းကင်းနဲ့မောင်းနေဖို့ရည်ရပါတယ်ခင်ဗျာ။ဒီလိုနီးစနစ်တွေကိုလေ့လာပြီးတော့ကိုနဲ့အသက်တော်မဲ့နီလန်းကိုရွေးချယ်မောင်းနေသုံးပြရမှာဖြစ်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။